ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်တို့ဒါဒီနေ့သားလေးတို့ရှိဒါတွေရောက်ရှိနေပါပြီထပ်မံပြီးတော့ရှိပါပြီဗျဒီနေ့တော့ဒါကျွန်တော်တို့ကုသိုလ်ရှင်တွေကဘုံဘုံနဲ့အတူကုသိုလ်ရှင်တွေရောက်လာတဲ့အတွက်ကျွန်တော်တို့ဒါမနက်ဖန်မှလာဖို့ပါပဲဒီနေ့ဒါအရေးပေါ်တခါသူတို့ရောက်လာတဲ့အတွက်ကုသိုလ်ရှင်ရောက်လာကျွန်တော်ထပ်ပြီးတော့လာရတာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဥက္ကမောင်စိုးဟုတ်နော်ဥက္ကမောင်စိုးမြားသုံးလုံးဖိုးလေးလုံးကြီးရွာမှာနံပါတ်3မိသားစုပေါ့နော်မြားသုံးမိသားဖိုးလေးလုံးကြီးရွာမှာသားလေးတို့ကိုလည်းတွေ့ကျင်တယ်သားတို့လည်းမဖိုးလေးပေးကျင်တယ်ဆိုလို့ကျွန်တော်တို့ကဒါမကွေးကနေမှမင်းဘူးကိုရောက်လာဖြစ်ပါတယ်ဒါကြောင့်မလို့ဟိုဒီနေ့မှာတော့ဥက္ကမောင်ဆိုမြတ်သုံးလုံးမိသားစုကနေပြီးတော့မှသားလေးတို့ကိုဒီမှာတယောက်ကိုမဟုတ်ဘူးပေါ့နော်9000ကျပ်ဒါနဲ့3သိန်းခွဲကျပ်လူဒန်းတာကိုထပ်ပြီးလာအောင်ထောက်ပံ့တာဖြစ်ပါတယ်ဒါကြောင့်လူဒန်းပေးတဲ့ဆရာတော်တွေကမိသားစုဥက္ကမောင်ဆိုမိသားစုကိုလည်းဝေးပလိုက်တာကနေမှဒီသားလေးရဲ့သားလေးတို့ကိုစားသားလေးတို့မိဘများကိုစားအထူးပဲကျေးဇူးတင်ပါတယ်ကုသိုလ်ရှင်မိသားစုဒီရက်မကလူဒန်းထောက်ပံ့နိုင်တဲ့ကုသိုလ်ရှင်ဖြစ်ပါစေလို့ကျွန်တော်တို့ဆုမွန်တောင်းပါတယ်ဒါဒီအဖေအမေကလည်းမေးပါတယ်အဖေအမေလည်းရှိပါတယ်ဗျာနော်အဖေအမေလည်းဒီသားလေးတွေကအဖေရောအမေရောရှိပါတယ်မိခင်အဖေအပပြင်သူတို့မြင်ယူမှာတော့6အောင်ပါဒီသားလေးရဲ့အောက်မှာသားကြီးမောင်ကျော်နှုရဲ့အောက်မှာမောင်သားလေးမောင်အေးလွင်ရဲ့အောက်မှာတယောက်ရှိပါတယ်တယောက်ရှိပါတယ်ဒါပြင်သူတို့2ယောက်ပြီးသူတို့2ယောက်အောက်မှာညီမလေး2ယောက်ပေါ့နော်ညီမလေး2ယောက်ရှိပါသေးတယ်ဗျာနော်မိသားစုဝင်6ယောက်ပါဟိုအဖေရောအမေဆို10ယောက်ပါနော်အဖေရောအမေရောလက်ရှိတက်ရှိတရားရှိပါသေးတယ်ဗျာကျွန်တော်ပြောသလိုပဲသူတို့ကတော့ဟိုစစ်ပေးဆောင်လာတာပေါ့နော်အမကနေမှာစစ်ပေးဆောင်လာပြီဒီနေရာလေးမှာငှားပြီးတော့နေရဖြစ်ပါဒီအိမ်လေးကတော့ဟိုတစ်လောက်9000ကျပ်နဲ့ဟိုငှားပြီးတော့နေထိုင်ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဟိုဒီသားလေးတို့ချစ်ပြီးတော့မှထောက်ပံ့ပေးကြတဲ့ကုသိုလ်ရှင်တွေကအားလုံးပေါ့နော်အနေနဲ့ရကလူနှံပေးတဲ့ကုသိုလ်ရှင်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်မနက်ဖြန်မှာလည်းသားလေးမောင်ကျော်တို့ရဲ့အမွေးနေ့နော်မွေးနေ့ရှိတဲ့အတွက်မွေးနေ့ကိလည်းမနက်ဖြန်ခွဲဖို့ကျွန်တော်ရှိပါတယ်အဲ့ဒီမှာတက်ပြီးတော့မှလူကုသိုလ်ရှင်တွေကမေတ္တူကိမှားထားတယ်မေတ္တူကိလည်းခွဲဖို့မဖြစ်ပါနဲ့ဗျကလေးနဲ့အတူတူကျွန်တော်ပြောဟိုပျော်ရွှင်လေးခွဲဖို့မဖြစ်ပါနဲ့ဒါကြောင့်ဒီလူနှံပေးတဲ့ဒီနေ့လူနှံပေးတဲ့ဥက္ကမောင်စိုးနော်မြားသုံးလုံးမိသားစုဖိုးလုံးကြီးရွာကိုမကွေးပြထိုးချင်ပါတယ်ကုသိုလ်ရှင်မိသားစုဒီရက်မကကျွမ်းထောက်ပံ့နေတဲ့ကုသိုလ်ရှင်ဖြစ်ပါစေလို့ဆုမွန်တောင်းပါတယ်ဦးကျေးဇူးတင်ပါတယ်ဦးကျေးဇူးတင်ပါတယ်ဦးကျေးဇူးတင်ပါတယ်ဒီမှာဦးကဒီမှာကြည့်လောက်ဒီဘက်လောက်ဟဲ့လားဦးတော့မှာဒီဘက်မှာကျေးဇူးတင်ပါတယ်နော်ဘုံကျေးဇူးတင်ပါဘုံကျေးဇူးတင်ပါပြတော့ဘုံကျေးဇူးတင်ပါတယ်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 ကြောက်ဒီမှာရောတယောက်ကိုပိုင်ကိုစားမစား9000ဖုံးပိုင်ရှင်နော်ဖုံးပြရတဲ့ကောင်လို့မှာတော့ဖုံးပြရတဲ့ကောင်လို့ဖုံးဝင်မှာဖုံးဝင်မှာလားနော်ဒါမောင်ကျော်တို့ဘယ်မှာမွေးနေ့ရှင်မောင်ကျော်တို့ကဘယ်မှာမွေးနေ့ကိတ်ခွမ်းမယ်နော်ဟုတ်ပြီကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ